ကဘာအင်အားကြီးနိုင်ငံဖြစ်တဲ့အမေရိကန်ပြည်ထောင်စုဟာနီးပညာတွေစစ်ရေးတွေမှာထိတ်ဆုံးကဦးဆောင်နေတဲ့ဆိုတာအားလုံးအသိပါဒါပေမဲ့ဒီခေတ်မီစံပြမှုတွေရဲ့နောက်ွယ်ကတန်ဖိုးကြီးလာတဲ့ပေးဆက်မှုအကြောင်းကိုသင်သိပါသလားသူတို့ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုတွေနဲ့လိုအပ်စမ်းသပ်ချက်တွေဟာကဘာမြေကြီးကိုဘယ်လိုမျိုးတဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်စေခဲ့လဲစုံပြူနီးပညာတွေကြောင့်ကဘာကြီးဟာဘယ်လိုမျိုးတဖြည်းဖြည်းပျက်စီးခြင်းစီဦးတည်နေလဲဆိုတာအထောက်အထားတွေနဲ့တကွာဒီနေ့ဗီဒီယိုမှာမြုပ်ဝါထင်ထင်ဖွင့်ချပေးသွားပါမယ်အမေရိကန်တမိုင်းတစ်ချောင်းမှာနျူကလ িয়ার ပုံစံတက်မှုပေါင်း1000ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီအကျိုးဆက်တွေကအခုထက်ထိကဘာကြီးကိုဒုက္ခပေးနေပါလေအမေရိကန်ဟာ1940နဲ့50ကျော်ကာလတွေတုန်းကပစိဖိတ်သမုဒ္ဒရာတွေကမာရှယ်ကျွန်းစုမှာပြင်းအားဖြင့်နျူကလ িয়ার ပုံပေါင်း68လုံးကိုစမ်းသပ်ဖောက်ခွဲခဲ့ပါလေစမ်းသပ်မှုတစ်ခုဖြစ်တဲ့ကန်စတာရာဖူဟာဆိုရင်ဟီရိုရှီမာပုံထက်အစပါတစ်ချောင်းမကပြင်းအားကြီးခဲ့ပါလေဘုံပေါက်ကွဲမှုတွေကြောင့်သမုဒ္ဒရာရေအောက်ကဂေဟာစနစ်တွေတစစီပျက်စီးပြီးပင်လယ်ရေထုအတင်ရေဒီယိုတတူကြမှုအစိမ့်အသင့်မှုတွေတမိုင်းတခြားစိုးရွားဆုံးဖြစ်ပွားခဲ့ပါလေကျွန်းလုံးကျို့ပျောက်ကွယ်သွားတာမျိုးတွေရှိခဲ့ပြီးအဲဒီကထွက်တဲ့အစိမ့်ငွေတွေကြောင့်ရာသီဥတုဖောက်ပြန်မှုတွေကိုခွင်းဆက်လိုက်ဖြစ်စေခဲ့တာပါအမေရိကန်ဟာလက်ရှိကမ္ဘာမှာရေနံနဲ့တဘာဝဓာတ်ငွေအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံဖြစ်အောင် fracking hydraulic fracturing ဆိုတဲ့နည်းပညာတစ်မျိုးကိုသုံးပါတယ်ဒီနည်းပညာကကမ္ဘာမြေအောက်အလွှာကိုဓာတ်ရိုက်ပျက်စီးစေပြီးငလျင်တွေကိုဖြစ်ပေါ်စေပါလေမြေအောက်နဲ့ကြီးကမ်းမှရှိတဲ့အကြောင်းဖြာတွေကရေနံတွေကိုရရှိဖို့အတွက်အမေရိကန်အင်ဂျင်နီယာတွေဟာဓာတုပစ္စည်းတွေတဲတွေနဲ့ရေကားလန်တန်းပေါင်းများစွာကိုပြင်းအားကောင်းတဲ့ဖိအား high pressure နဲ့မြေအောက်ထဲကိုထိုးသွင်းပြီးကျောင်းလွှာတွေကိုဖြိုခွဲပစ်ပါလေဒီလိုမြေအောက်ထဲကိုဖိအားပြင်းပြင်းနဲ့အရေတွေနဲ့ဆက်မပြတ်အတွင်းတဲ့အခါငြိမ်သက်နေတဲ့မြေအောက်ပြည့်ရွေကြောတွေကိုချောစီရအတွင်းဖြစ်သွားစေပြီးကြောင်းရှက်တွေတစ်ခုနဲ့တစ်ခုကိုတိုက်ကတဘာဝမဟုတ်တဲ့ငလျင်တွေကိုဖြစ်ပေါ်စေပါတယ်အမေရိကန်နိုင်ငံအိုကလာဟိုမာပြည်နယ်ဟာတမိုင်းတစ်လျှောက်ငလျင်လုံးဝမလုပ်ဘူးတဲ့နေရာဖြစ်ပေမဲ့ဒီ Franklin နီးပညာကိုသုံးပြီးနောက်ပိုင်းတစ်နှစ်ကိုငလျင်ချင်းရေးရာနဲ့ရှိလှုပ်ခတ်တဲ့နေရာဖြစ်လာခဲ့ပါတယ်ဒီနီးပညာလိုင်းတွေကကမ္ဘာမြေကုန်အောက်ခြေအထိလက်ရောက်မှုရှိနေတာပါကမ္ဘာကြီးပူနွေးမှုကိုလျှော့ချဖို့အတွက်ဆိုပြီးအမေရိကန်ကဦးဆောင်တဲ့အသိပ္ပံပညာရှင်တွေဟာလေယာဉ်တွေတုံးပြီးကောင်းကင်အထက်ပိုင်းလေထုတဲကိုဆလဖာလိုမျိုးဓာတုအမုံမွားတွေကိုပတ်ကျဲဖို့တန်းတနေကြပါလေရည်ရွယ်ချက်ကနေအောင်ကြီးကိုဘာပေါ်မကြအောင်ကောင်းကင်မှာအရေးလုပ်ပြီးပြန်ကန်ထုတ်ဖို့ပါဒီလိုတဘာဝတရားကိုအတင်းအဓမ္မကြိုးကင်လိုက်တဲ့အခါကမ္ဘာလေစီးချောင်းစနစ်တွေဗယံပက်လာဖြစ်ကုန်ပါလေရလက်အနေနဲ့မိုးရမယ့်နေရာမှာမြွာပဲမိုးမရွာတဲ့ဒေသတွေမှာတိမ်တိုက်တွေစိုးလိုက်ပြုံလိုက်ဖြစ်ပေါ်ပြီးရပ်ပိုင်းအတွင်းမိုးရင်ရှင်လွန်တဲ့ကမ္ဘာပြတ်မတက်ရေကြီးမှုတွေနေရာအနှံ့အပြားဖြစ်ပေါ်လာရတာဖြစ်ပါလေအမေရိကန်ဟာကမ္ဘာမှာခင်မီရေအားလျက်စစ်တဲ့ရေကားတာနီးပညာတွေကိုစတင်ခဲ့တဲ့နိုင်ငံမှာဥပဒန်လိုမျိုးအရာမရေကားတာကြီးတွေကိုစောင်းလုပ်ခဲ့ပါလေဒါပေမဲ့နီးပညာတွေကရေကြီးမှုနဲ့ငလျင်နှစ်ခုစလုံးကိုရှေ့စေတဲ့ပုံတစ်လုံးဖြစ်နေပါလေရေကားတာကြီးတွေတိဆောက်ပြီးရေကားလန်ဘီလီယံပေါင်းများစွာကိုတနေရာထဲမှာစုလောင်ထားတဲ့အခါအဲ့ဒီရေထုရဲ့မတရားကြီးမားတဲ့လေးချိန်ကမြေအောက်ကြောင်းဖြာလွှာတွေပေါ်တက်ရောက်ပြီးငလျင်လှုပ်ခတ်မှုတွေကိုဖြစ်ပေါ်စေတာပါကမ္ဘာကြီးပူနွေးမှုကြောင့်ရာသီဥတုဖောက်ပြန်တဲ့အခါဒီရေကားတာကြီးတွေဟာရေပမာဏကိုမထိန်းနိုင်တော့ပဲရုတ်တရက်ရေလွှတ်ရှာရလာဒုမဟုတ်ရေကားတာကျိုးပေါက်တာမျိုးတွေဖြစ်လာနိုင်လို့ရေကားတာနီးပညာနောက်ွယ်မှာတန်းနဲ့ရှိတဲ့လူတွေကိုရေနစ်သိစေမဲ့အနေရကကတ်လျက်ရှိနေပါလေဒါဆိုဒီလိုကမ္ဘာမြေကိုဖျက်ဆီးမဲ့နီးပညာတွေကိုအမေရိကန်တပ်နိုင်ငံတွေပဲတုံးနေတာလားမဟုတ်ပါဘူးတရုတ်နိုင်ငံကလည်း Sky River လို့ခေါ်တဲ့ရာသီဥတုကြိုးကင်နီးပညာကိုတုံးပြီးပုံကြီးမားတဲ့ကောင်းကင်ပြင်ကြီးကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ရုရှားနိုင်ငံမှလည်းအလားတူလူဝိုင်းချက်တွေရှိနေပါလေအမေရိကန်ဟာရေအောက်ရေငုပ်တင်မောရှင်တိုက်ခိုက်တဲ့စစ်စင်ရေးတွေနဲ့နျူကလ িয়ার ရေငုပ်တင်မောတွေနဲ့ပစိဖိတ်သမုဒ္ဒရာအောက်ခြေအထိစမ်းသပ်မှုတွေလှုပ်ဆောင်ခဲ့ပါလေရေအောက်ထဲမှာအင်အားပြင်းဘုံတွေစွမ်းရည်မြင့်လိုင်းတွေစမ်းသပ်တဲ့အခါငြိမ်သက်နေတဲ့ရေအောက်မီးတောင်တွေကိုတွားရောက်လှုပ်ဆော်တယ်လို့ဖြစ်စေပြီးရုတ်တရက်အင်အားပြင်းငလျင်တွေလှုပ်ခတ်ကကန်ယူတဲ့နိုင်ငံတွေကိုဖျက်ဆီးမဲ့ဆူနာမီဖိုင်လုံးကြီးတွေပေါ်ပေါက်လာတာမျိုးကိုကွင်းဆက်လက်ဖြစ်ပွားစေခဲ့ပါလေအမေရိကန်ဟာကမ္ဘာစီးပွားရေးကိုစိုးမိုးဖို့အတွက်ရေနံနဲ့ကြောက်မွေတွေတုံးတဲ့အကြီးစားစက်မှုနည်းပညာတွေကိုရာစုနှစ်တစ်ခုနီးပါအရှင်အဟုန်နဲ့တုံးဆွဲနေပါလေကမ္ဘာလေထုကိုအစိမ့်သိမ်းစေတဲ့ဖန်လုံအိမ်ဓာတ်ငွေတွေကိုတမိုင်းတခြားအများဆုံးထုတ်လုပ်ခဲ့တဲ့နိုင်ငံဟာအမေရိကန်ဖြစ်ပြီးအကျိုးဆက်အနေနဲ့ညောင်းဝင်ရိုးစုံကရေခဲတောင်တွေအရေးပြော့ကပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီးကမ္ဘာတဝန်းမှာမကြုံစဘူးရေကြီးမှုတွေဟာရီကိန်းမုန်တိုင်းကြီးတွေကိုဖြစ်ပေါ်စေခဲ့တာပါကျွန်တော်တို့နေ့စဉ်ခန်းစားနေရတဲ့ဓာတိဥလူဆိုးရွားမှုတွေထူးဆန်းတဲ့သဘာဝဘေးအန္တရာယ်တွေဟာတဘာဝကပေးတဲ့ပြည်တံလားဒါမှမဟုတ်ရင်းအားကြီးနိုင်ငံတွေရဲ့လှုပ်ဝက်လက်ချက်လားဆိုတာနောက်ထပ်နှစ်အနည်းငယ်အတွင်းမှာကမ္ဘာကြီးကတက်တည်ပြောင်းသွားပါလိမ့်မယ် Doomsday Clock ဆိုတာပါလေကမ္ဘာထိပ်တဲ့အနုမျိုးသိပ္ပံပညာရှင်ကြီးတွေစုပေါင်းပြီးကမ္ဘာကြီးပြည့်စည်ဖို့အလောက်လိုလဲဆိုတာတွေ့ချက်ပြထားတဲ့လှုပ်ဝက်ချက်နာရီဖြစ်ပါလေကမ္ဘာပြည့်မဲ့အရှင်ကိုတကောင်ရန်12နာရီလို့သတ်မှတ်ထားပါလေလက်ရှိအချိန်မှာ
မှာတော့ဒီနာရီဟာတကောင်းရန်12နာရီဖြစ်ဖို့စက္ကန့်ပိုင်းသာလိုပါတော့တယ်ဒိဗန်ပညာရှင်တွေကဘာကြောင့်ဒီလောက်အထိအနည်းငယ်နီးနေပြီလို့တတိပြရလဲဆိုရင်အမေရိကန်နဲ့ရုရှားရဲ့နျူကလ িয়ার လက်နက်ပြိုင်ပွဲတွေပြီးတော့အမေရိကန်ကကြီးစိုးထားတဲ့ဤပညာတွေကြောင့်ဖြစ်ပေါ်လာစေတဲ့ရာသီဥတုဖောက်ပြန်မှုတွေဟာထိမနိုင်တိမ်မြဖြစ်လာလို့ပါပဲအမေရိကန်နိုင်ငံရဲ့တကူကောင်းဆန်တဲ့ဒိဗန်စံတက်မှုတွေသာဆက်ရှိနေရင်ဒီနာရီဟာတကောင်းရန်ကိုရောက်သွားပြီးကဘာကြီးဇက်သိမ်းသွားနိုင်ပါလေနောက်ထပ်တရုတ်နိုင်ငံရဲ့ကောင်းကင်မြေစီမံကိန်းဒါဟာအိန္ဒိယနိုင်ငံနယ်နိမိတ်နီးပါးကျဲဝန်းတဲ့စတုရန်ကီလိုမီတာ1.6 တန်တောင်းကင်ပြင်ကြီးကိုနီးပညာနဲ့ထိန်းချုပ်ပြီးမိုးရွာချစေမဲ့စနစ်ပါဒီဘက်ကုန်းပြင်မြင့်ပေါ်မှာတရားမှာဓာတုဖေတာမီးစက်ပေါင်းထောင်နဲ့ရှိပြီးတိစောက်ထားပါလေအဲ့ဒီမီးစက်တွေကနေစေပါလိုက်တိုင်းမှုန့်တွေကိုလေတူတဲကိုမှုန့်ထုတ်ပြီးမိုးတုံလေးစီးချောင်းတွေကိုအတင်းအားထမှလမ်းကြောင်းပြောင်းကတိမ်တိုင်းတွေကိုမိုးအသွင်ပြောင်းပစ်တာဖြစ်ပါလေတရုတ်က၎င်းတို့နိုင်ငံရှောက်သွေးတဲ့ဒေသတွေမှာမိုးရွာဖို့အတွက်ကောင်းကင်ကတိမ်တွေကိုအတင်းဆွဲယူလိုက်တဲ့အခါဝင်းဆက်အနေနဲ့ဘေးပတ်ဝန်းကျင်အရှေ့တောင်အာရှနိုင်ငံတွေနဲ့အိန္ဒိယနိုင်ငံတွေစီစဉ်ရမယ်မုတ်တုံလေးတို့မျှတမှုမရှိတော့ပဲဖြစ်ကုန်ပါလေဒါကြောင့်တခြားနိုင်ငံတွေတင်မကပဲတရုတ်နိုင်ငံအတွင်းမှာလည်းရာသီဥတုစနစ်ကမဖြစ်ပြီးအရာမှာရေကြီးမှုတွေနှစ်စဉ်ကြုံတွေ့နေရတာဖြစ်ပါလေဒါအပြင်2018ခုနှစ်တုန်းကတရုတ်နဲ့ရုရှားဟာဥရောပလောက်ကျယ်ဝန်းတဲ့အာကာသလေထုလွှာကိုနေရာစစ်တန်းလိုက်လိုင်းတွေတုံးပြီးပပူချိန်ရဲ့အစမတန်မြင့်တက်သွားအောင်ပူပေါင်းဆန်းတက်ခဲ့ကြပါလေဒီလိုကမ္ဘာလေထုအပြင်ဘက်ကိုအင်အားပြင်းလိုင်းတွေနဲ့တွားရောက်နှောက်ယှက်တာဟာကမ္ဘာအပူချိန်မျှခြေကိုပြက်ပြားစေပြီးလေဖိအားနဲ့ရုပ်ဝန်းတွေကိုရုတ်တရက်ဖြစ်ပေါ်စေကရေအောက်ကြောက်ဖြာချက်တွေကိုလှုပ်ဆော်သလိုဖြစ်ပြီးငလင်ဘေးရန်တွေတွေကိုပုံပုံမြန်ဆန်လာစေတယ်လို့ဒိဗန်ပညာရှင်တွေကစိုးရိမ်နေကြပါလေရုရှားမှာပတ်ဆိုင်ရန်လို့ခေါ်တဲ့ရေအောက်သွားနျူကလ িয়ার မောင်းသူမဲ့ရင်ခုန်တင်မောဒုံးရှိနီးပညာရှိပါလေဒီလက်နက်ရဲ့ရွယ်ချက်ကိုကရန်သူနိုင်ငံရဲ့ကမ်းရိုးတန်းအနီးပင်လယ်ရေအောက်ထဲမှာနျူကလ িয়ার ဘုံးကိုဖောက်ခွဲပစ်ဖို့ပါအဲ့ဒီလိုဖောက်ခွဲလိုက်ရင်ပေ300ကျော်မြင့်တဲ့ရေဒီယိုတက်တိကြွဆူနာမီလိုင်းကြီးကိုအဘာဝဘေးရန်ရဲ့အတူအဖြစ်ဖန်တီးပြီးကမ်းရိုးတန်းမြို့ကြီးတွေကိုရေအောက်နှင်းမြုပ်ပြစ်နိုင်တဲ့အထိကြောက်စရာကောင်းပါလေအခုဆိုရင်ရာတီဥတုကိုကြိုးကာပြီးအဘာဝဘေးရန်ရဲ့တွေဖန်တီးနေတာဟာအမေရိကန်တနိုင်ငံတည်းမဟုတ်ဘူးဆိုတာထေချားနေပါပြီဒီလိုနီးပညာမြင့်နိုင်ငံတွေကြောင့်ဘေးရဆိုးအခိုင်အဆုံးနိုင်ငံတွေတဲကဘင်္ဂလားဒေ့ရှ်နိုင်ငံဟာပထဝီအနေထားအရပင်လယ်ရေမျက်နှာပြင်နဲ့နီးပြီးမုန်တိုင်းတံကိုအမြဲခံရတဲ့နိုင်ငံပါကမ္ဘာကြီးပုံရွေးလာမှုကြောင့်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့မုန်တိုင်းတွေဟာပုံမှုပြင်းထန်ပြီးချက်အားပြင်းလာတဲ့အတွက်စိုက်ပျိုးရေးနဲ့လူနေအင်ရှေတွေတန်းလက်ရှိပြက်စီးဆုံးရှုံးရပါတယ်နောက်တစ်နိုင်ငံကတော့ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီးပစိဖိတ်သမုဒ္ဒရာအတွင်းကကျွန်းစုနိုင်ငံဖြစ်လို့နီးပညာပြင်နိုင်ငံတွေရဲ့ဖာလောင်အိမ်ဓာတ်ငွေထုတ်လုပ်မှုကြောင့်ဖြစ်လာတဲ့အပူလိုင်းနဲ့အင်အားပြင်းတိုင်ဖုန်းမုန်တိုင်းထန်တွေကိုနေ့စဉ်အလူအလဲခံစားနေရပါလေနောက်တစ်နိုင်ငံကတော့မြန်မာနိုင်ငံဖြစ်ပြီးကျွန်တော်တို့နိုင်ငံဟာလည်းရာသီဥတုဖောက်ပြန်မှုတဲ့နဲ့မုန်တိုင်းတံကိုအစိုးရဆုံးခံစားရနိုင်ခြေရှိတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာထိဆုံးကပါဝင်နေပါတယ်မုန်တိုင်းတံခံနိုင်တဲ့အရှိခံအဆောက်အအုံအားနည်းမှုကြောင့်ဆုံးရှုံးမှုပိုများရတာပါနောက်ထပ်နိုင်ငံတွေကတော့ဗီယက်နမ်နဲ့တီရီလင်္ကာနိုင်ငံတွေဖြစ်ပြီးပူပိုင်းမုန်တိုင်းတွေရုတ်တဲ့အင်အားပြင်းလာမှုကြောင့်ကမ်းရိုးလဲဒေသတွေမှာမျက်စိဆုံးရှုံးမှုအများဆုံးကြုံရလေရှိပါလေအလဲအာရှနိုင်ငံတွေဖြစ်တဲ့ကာဇက်စတန်ဥဇဘက်ကစ္စတန်ဒီဒေသတွေမှာလည်းနီးပညာမြင့်ရေနံနဲ့ဓာတ်ငွေတူးဖော်လုပ်ငန်းတွေမြေအောက်ဓာတုစမ်းသပ်မှုတွေကြောင့်ပြည့်ရွေ့ကြောတွေလောက်ခတ်ပြီးလူလုံငလင်ငယ်လေးတွေမကြာခဏဖြစ်ပွားတတ်ပါလေအဆောက်အုံတွေကငလင်တမ်းမခံနိုင်လို့အဲ့ဒီရဲ့များပါလေ BND တွေဖြစ်လာတဲ့အခါနီးပညာကြီးမားတဲ့နိုင်ငံတွေက AI နဲ့ဂျိုးတို့နီးပညာတွေကိုသုံးပြီးမုံတိုင်းဘဲအရှိန်မှာသုံးတွင်းပိုင်းဝင်မလဲငလင်ဘလောက်ပြင်းမလဲဆိုတော့စက္ကန့်ပိုင်းအတွင်းတွက်ချက်ကလူရာကိုရှောင်နိုင်ကြပါလေဒါပေမဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့အဆင့်မြင့်ရေရာတွေနဲ့တိုင်ကလုံးမုံတိုင်းရွေလျားမှုကိုကြီးတိကျကျမခံမှန်းနိုင်ပါဘူးမုံတိုင်းတိုက်တော့မဲ့အချိန်ထိကျေးလက်ဒေသကပြည်သူတွေတည်င်းကြိုမရတာမျိုးတည်င်းပေးချက်ထုတ်ပြန်ပေမဲ့လူလူစီရာကိုနှိကွေးနေတာမျိုးဖြစ်ပါလေဒါကိုနိုင်ငံတကာကလုံးဝအရေးမယူပဲပြစ်ထားကြတာမဟုတ်ပါဘူး။ကြီးခဲ့တဲ့နှစ်တွေအတွင်းမှာဖွံ့ဖြိုးဆဲနိုင်ငံတွေစုပေါင်းပြီးနီးပညာမြင့်နိုင်ငံကြီးတွေကိုတရားစွဲဆိုတာရော်ကြေးတောင်းတာတွေလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေမှာထိရောက်တဲ့အရေးယူမှုဖြစ်ဖို့ဘာကြောင့်ခက်ခဲနေရလဲဆိုတာပါပဲ။ကမ္ဘာကုလသမဂ္ဂ UN မှာအရေးကြီးဆုံးဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့လုံခြုံရေးကောင်စီမှာနီးပညာနဲ့စက်မှုအင်အားအကြီးဆုံးနိုင်ငံတွေဖြစ်တဲ့အမေရိကန်၊တရုတ်၊ရုရှား၊ပြည်ထောင်နဲ့ပြင်သစ်တို့ရှိနေပါလေ။ဖွံ့ဖြိုးဆဲနိုင်ငံတွေကဒီနိုင်ငံကြီးတွေကိုအရေးယူကိုဘလောက်ပဲကြိုးစားအဲ့ဒီနိုင်ငံကြီးတွေကဗီတိုအာဏာသုံးပြီးလက်ရှားပိုင်ခွင့်ရှိနေတာကြောင့်ထိရောက်တဲ့အရေးယူပိတ်ဆို့မှုမျိုးလုပ်ဖို့မဖြစ်နိုင်တဲ့လောက်ကိုရှိနေပါလေ။